အခုနောက်ပိုင်းဂိမ်းဆော့တဲ့သူတော်တော်များများက run လည်းတက်ရှင်တယ်ဒါပေမဲ့သူတို့ကန်ခိုင်းတဲ့ hero မကန်လည်းစိတ်ဆိုးတယ် blue ဘက်မစားရရင်လည်းစိတ်ဆိုးတယ်ဂိုးလင်းကိုလာမကြည့်ဘဲနဲ့လည်းစိတ်ဆိုးတယ် enemy ကအားလေးအသာတဲ့ hero တွေပစ်ထားပြီးတော့အားလီ game မှာအဖိခံရပြီဆိုရင်လည်းပြန်ရုံးဖို့မစင်စားတော့ဘဲနဲ့ဆေးထိုးဖို့ရွေးချယ်ကြပါတယ်အဲ့လိုမျိုးဆေးထိုးလိုက်တဲ့အတွက်နိုင်တဲ့နယ်ပွဲတွေကိုမနိုင်သွားတော့အားလုံးပဲကြုံမှုကြမှာပါအဲ့လိုမဖြစ်အောင်တော့ကိုကအတက်နိုင်ဆုံးစူးစမ်းပြီးတော့ရုံးပေးတင်ပါတယ်ဒီပွဲမှာဆိုလို့ရှိရင် enemy ရဲ့ magic damage များတဲ့အတွက်အားလီ game ရဲ့ damage များတယ်ပိုးစိုးပါဆက်ကိုရိုက်ခံရတယ်ပေါ့ဗျာဒီပွဲမျိုးကဒီ solo သားသွားဆောက်မယ်ဆိုလို့ရှိရင်အားလီ game ရဲ့ဗုဒ္ဓင်ပေးမယ်ဆေးထိုးပြီးတော့ချောရမယ့်ပွဲမျိုးဖြစ်ပါတယ်ဒီဘက်ထဲမှာဆိုရင်ကြည့်လိုက်ဗျာ 4V ရဲ့တကောင်နဲ့ကျွန်တော်တို့3-4ရက်ဝိုင်းပြီးပြစ်တာတော့တော်တော်ကြာကြီးကိုဖြစ်ရတယ်ဒီကြားထဲဟိုဘက်ကနွားလားဥတ္တပရဲ့လည်းမသိဘူးလူတို့ကလည်းလိုက်ဆိုင်နေထွက်ပြေးသွားအေးအောင်ကြီးဘက်ထဲကကွဲသွားအဲ့လိုဝယုံသုံးကားဖြစ်နေတဲ့အချိန်မှာကီမီကလာပြီးအဲ့ဒီမိကြီးနဲ့မြန်မာလူကြီးပြေသွားဟင်ဘာမှကိုမလုပ်လိုက်ရဘူးသူတို့ရဲ့ traffic ကအားလီ game မှာအလုပ်ရမ်းဖြစ်တယ်အရှိရကောင်တွေရိုက်မယ်ဆိုလဲမီနိုနဲ့ 4V ကမသိဘူး hyper လည်းအဲ့လေကြီးအားနဲ့အနောက်ကကောင်ရိုက်မယ်ဆိုလဲလူတို့က emu ဆိုင်နေကီမီကလည်းအနားရောက်ဖို့ဆိုတာမလွယ်ဘူးဗျာမီနိုတို့ကလည်းထောက်ထားပြီးတော့ဘက်ထဲကအတားကြီးကနေချက်ချင်းပြန်ပြီးတော့မီနီရဲ့ပေးလိုက်ရနော်6မိနစ်မီနီရဲ့ကြအရမ်းများတယ်သူတို့ထုတ်ထားတဲ့ traffic ကအရန်ကောင်းတယ် magic damage ဖြစ်တဲ့အတွက် early game ရဲ့ damage လောက်တဲ့ emu လည်းပါတယ် healing လည်းပါတယ်တန့်လည်းပါတယ် damage လည်းကျန်းလာမေးမိနေဟဲ့အောင်ကြီးဘာမှကိုလုံးမရကောင်းလိုက်တဲ့ traffic ကြီးဟမ်ဒါပေမဲ့သူတို့ရဲ့အားနည်းချက်က damage ပေးမဲ့သူတိုင်း magic damage ဖြစ်နေတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဘက်က Athena ရှိ Radiant Armor Oracle လို့ item 3ခွက်လုံးဆက်လိုက်မယ်ဆိုလို့ရှိရင် battle မှာလုံးဝပျော်ပျော်ကြီးနဲ့ကိုကြာကြာကြီးနေလို့ရမှာဖြစ်ပါတယ်ပြောချင်တာကတော့လေကင်းရောက်လို့ရှိရင်သူတို့ဘက်က damage နည်းသွားမယ်လို့ပြောချင်တာပါအခုဒီ battle မှာဆိုရင်ပဲကြည့်ဗျာကျွန်တော်လက်ပုတ်ကင်ထားဟိုဘက်ကကီမီပြည့်နေဘာမှမဖြစ်တော့တွေ့လားဒါနည်းနည်းလေးခံနိုင်လာပဲပေါ့ဗျာအဲ့ထက်ပိုပြီးခံနိုင်လာဖို့လိုသေးတယ်အဲ့တော့ထုံးစံတိုင်းဖင်ုံကြုံအံုံကြိတ်ပြီးတော့လေကင်းကိုမရောက်အောင်သာဆွဲသွားလေကင်းရောက်ပြီးဆိုရင်ကျွန်တော်က99%ပို့ပြီးတော့များသွားပြီဖြစ်ပါတယ်လေကင်းမှာကျွန်တော်ဘက်ကကျွန်တော်ရဲ့လိုလီတာရဲ့ fair ရဲ့ magic defense နေဆက်ပြီးတော့ခေါင်းတိုးမယ်အဲ့တော့နောက်ကလိုင်လီယာနဲ့ကလောက်ကလိုက်ပြီးတော့ပြစ်ဒါပဲ plan ရှင်းရှင်းလေးပဲဒီဘက်ထဲမှာဆိုရင်ကြည့်လိုက်နော်ဖိုးဗီယာကကျွန်းလာလင်းရှစ်ကိုင်းနဲ့ရမ်းပြီးမြန်မာလူရမ်းတာကျွန်းလာလို့သာပြောတာပါ4ရက်လောက်ကိုခေါင်းပြားအောင်နင်းသွားသေးတယ်ဒါပေမဲ့မသိဘူးတူလားဒါပေမဲ့ဘာမှမဖြစ်ဘူးကျွန်တော်ရဲ့လက်ပုတ်ရှိုးလိုက်ဘာမှမဖြစ်ဘူးဒါပေမဲ့ဘက်ထဲမှာအကြအိပဲနေ easy ပဲနေပျော်နေလိုက်ဘာမှမဖြစ်ဘူးဒီကောင်တွေလှုပ်ချင်တာလို့ကိုကစပဲတွေကိုသွားပြီးတော့စားပေးနေလိုက်ဒါပေမဲ့ဒီကောင်တွေလည်း stand နေပါပေးပေါ့ဗျာသွေးပါ short ပေါ့ကိုတက်နိုင်တာတော့လုပ်ပေးရမှာဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်လက်ကင်းရောက်တော့ကိုကအဆင်ပြေသွားရောတကယ်လို့ဒါကဆိုလိုသွားဆော့ရဆိုလို့ရှိရင်ဒီဘက်အစိုးရတဲ့ရှုံးပြီပြောမနေဒါပါတီမို့လို့မရှုံးတာအဲ့ဒါကြောင့်ကိုမကြိုက်တဲ့ hero တွေတွေ့တိုင်းလဲဘုံတင်မပေးပြနဲ့ကိုကတက်နိုင်တဲ့လောက် defend ပြီးတော့ဆော့ enemy ရဲ့ early game အသာ hero တွေပစ်ထားလို့ early တာနေအောင်လုံးဝမကြောက်နိုင်လေကင်းရောက်ပြန်ပြီးတော့နိုင်သွားမယ်ဆိုတဲ့စိတ်ကိုမွေးပါအဲ့ဒါဆိုရင် run တက်တင်တဲ့လောက်တော့တက်ပါတယ်မိုဘိုင်းလေးချန်ထဲမှာရေးထားတဲ့စာသားလိုပဲအရှုံးမပေးတဲ့အသင်းရတာအောင်မြင်မှုနဲ့ထိုက်တန်ပါတယ်အဲ့စိတ်ကိုအမြဲတမ်းမွေးထားဒီအတိုင်းစိတ်ဆိုးပြီးတော့ဆဲဆိုပြီးတော့ဆေးထိုးလိုက်မှတဲ့ဆိုင်တက်နိုင်တဲ့လောက်ယုံကြည်လိုက်ဗျာနောက်ဆုံးဘယ်လိုမှမနိုင်ဘူးဆိုရင်တော့မှဒီကောင်တွေဖုံးပေကုန်သွားမျိုးတို့မီးပြက်လို့ wifi ပြက်သွားမျိုးတို့ဂိမ်းစော့အနေနဲ့ဖုံးလာမျိုးတို့အမေကဖုံးအောင်သိမ်းသွားမျိုးတို့ဖြစ်ကောင်းဖြစ်နိုင်တယ်လေအားမျိုးဆိုနိုင်တာဗောဗျာ2ယောက်လောက်လိုင်းကြွားနိုင်တယ်လေအေးကိုကတာနေဆိုပြီးတော့လေဖြစ်မရနဲ့ကိုယ့်ဘက်မှာလည်းအဲ့လိုနှစ်ကောင်လောက်ပါလန်ရှုံးပြီပြောချင်တာတော့ run ကိုနိုင်ခြင်းနေဆိုရင်နိုင်လောက်အောင်ကစားပါဆေးထိုးနေုံနဲ့တော့မနိုင်ပါဘူးတကယ်လို့ပွဲရအစည်းခံနေရဆိုတော့ဖင်အောင်ကြုံထားအံအောင်ကြိတ်ထားပြီးနောက်ဆုံးချိန်နေထိရောက်အောင်တင်းခံသွားပါလို့ပြောချင်ပါတယ်ကဲအခုဆိုရင် season လန်းကုန်တော့မှာဖြစ်တဲ့အတွက် run နေလဲနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်ကျွန်တော်ကတော့ဒီ season ပြီးလို့ချင်း run နေဆက်မဆော့တော့ဘဲနဲ့ classic ပဲဆော့တော့မှာဖြစ်ပါတယ်အဲ့ဒါကြောင့်အခု season မှာ run ကိုရသလောက်တက်သွားမှာပါအခုဆိုရင် star 120ကိုရောက်နေပါပြီ